ဒီနေ့လေတိလားစိတ်တုံလုံးလို့လေအသားပါတုံတာအသားမတဆက်တုံလက်တော်မလေသူတို့ကွေးသူတို့ကလုံးဝဖြုတ်သူတို့ကွေးဝစိတ်တုံလုံးလို့လေလူကမောတော့အမောတော့ဖောက်တယ်လိုင်းကားပေါ်မှာတိလား14ကားစီးခဲ့ရအောင်စားမလဲနန်းနေပြန်ပြီး14ကားစီးခဲ့ရတော့ဒီတိုင်းပဲတော့ကိုကပုံမှန်တိုင်းပဲဒီတိုင်းပဲစီးလာကွာပထမဆိုကိုနဲ့ပါလာကိုတင်ငယ်ချင်းတယောက်ကသူကအရင်ကင်ခံရကွာအရင်ကင်ခံရဆိုတာတယောက်လားသူကမတိတတိလို့ဖြစ်ကြတင်ငယ်ချင်းကလဲကြီးတဲ့ခါကျအိတ်ကောင်ကကင်တော့သူ့မကင်ဟဲ့ကြကိုလည်းရောက်ကိုလည်းဟာကိုကတော့သူကတပြည့်ပြည့်နဲ့တည်လားတင်မောင်းလေသူလက်ကြီးနဲ့အသားလေးသူတို့လှုပ်လိုက်ပြန်တော့ကိုကပထမဆုံးကြတော့ဒီတိုင်းလူကြက်လို့ကိုအဲ့လိုပဲလှုပ်တဲ့ထင်တယ်ထိရပဲထင်တာတော့ပြောမှဆိုအမှန်တော့ကိုကလည်းကိုထိနေတယ်ပေါ့ထိနေတဲ့ခါကျတော့တဖြည်းဖြည်းနဲ့တော့ရှေ့ကိုတိုးထားကြအမရှိမထိုင်နေရဲ့အမရဲ့ပေါင်ရောက်တော့မတိုးနေသွားမဟုတ်တိုးတယ်လိုက်တိုးတယ်ကြောကက်လိုက်ပြန်လိုက်တိုးနေတယ်ဒီလားပြီးပေးမှာလဲဗါလဲညီမလေးတယောက်လည်းပါရှိရကွာရှိတဲ့ခါကျသူ့ကိုတတိထားမိကွာတကောင်းကအလုပ်လုပ်တတိထားမိနေအေးနာဘူးကောင်ကတိထားမိတဲ့ခါကျတော့စိတ်ကတိုးလိုက်ထွက်လာတဲ့ခါကျအေးညီမလေးကပြောပါတော့ဟောအမဒီဘက်တိုးလိုက်ပေါ့ဒီဘက်တိုးတဲ့ခါကျအဲ့ချိန်မှာကိုကမရတော့ထပြောအမစောက်နာဘူးရောကြောက်လားစောက်ရအောင်တော့ပြောဆိုလေရောပြောဆိုတဲ့ခါကျတော့အမအဲ့ချိန်မှာလူကမရတော့တောထားထွက်မှာလူကပြော့ရင်မဒီမူးတော်မူလဲချင်တယ်ဒီလားအဲ့ချိန်မှာကိုကစဉ်းစားလိုက်တာဒီလားငါအဲ့လိုပြောလိုက်တဲ့အချိန်မှာငါ့ကိုနောက်တစ်ခေါက်ပြန်ထိခဲ့လို့ရှိရင်ပေါ့နောက်တစ်ခါငါ့ကိုပြန်ထိခဲ့လို့ရှိရင်ဒီလားငါဘာလုပ်မိမယ်ဘယ်လိုလုပ်မိမယ်ဆိုစိတ်ထဲမှာတွေးခါကြဒီမှာအရှိရမှာအဖွာတယောက်လဲကိုတိထားမိတာကြအဲ့ဒါကိုသူကကင်ထားပြီးခါကြကိုအိစပြီးသွားပြီပြီးစအေးဘောတော့ထားတဲ့ခါကျမကိုကအေးထိုင်ပုံပြန်ထိုင်တာပေါ့နော်ပြန်ထိုင်တဲ့ချိန်ကျမှပြီးသွားရင်တော့တကားလုံးအဲ့နားမှာရှိရပတ်ဝန်းကျင်မှာအဲ့နားမှာရှိရအမလူအကုန်တိရကွာသူကအဲ့လိုလိုက်ထိနေမှတိထားကြအေးအမတယောက်ကအေးအမကြတော့ရုံးဝထမ်းနေတာကြအင်ကျူကိုကြထဲမှာစကန်နဲ့လာခဲ့သူကအဲ့လိုပဲသူလည်းအဲ့နားမှာနေထားကြအေးအမှန်တကယ်တိလားအေးနာဘူးကစင်းမလိုနဲ့လေအပေါက်ဝနာရောက်သွားတယ်အပေါက်ဝနာအပေါက်ဝမှာထိုင်ရောအပေါက်ထိုင်တာမို့ထားနေတာပေါ့ရစင်းတော့ဘူဆန်နဲ့မစင်သေးခဏနေပြန်ကြည့်ခါကျတငယ်ချင်းမေအေးနာဘူးကောင်စင်းဝါးလာဆိုစင်းဝါးပြီးထင်းနေဆိုပြန်ကြည့်တော့အနောက်မှာရှိသေးတယ်မစင်သေးပြီးအမနောက်အမတယောက်ကိုသူကပြန်ကင်နေပြန်အမကလည်းဒီလားမျက်နှာကြီးပြက်ပါကြတော့ကိုစိတ်တုံအမနာဘူးကြီးလို့ပြောကြအမနာဘူးရှိတယ်ပြောကြသူလည်းတိရဲ့တိရမအေးရှိရဲ့ဗာလဲအေးလူရဲ့ကုန်တိရဲ့ကွာတိတဲ့ခါကျအေးမနဲ့အကိုကောင်ကြီးနဲ့ဗာနော်ကောင်ကြီးတဲ့ခါကျလူတွေနဲ့ရှင်းတဲ့ချိန်မှာအေးဗာလဲအေးစောက်နာဘူးကသူကစောက်ဗာလဲသူကဒီဘက်ကိုကက်လိုက်တဲ့အချိန်မှာအေးအကောင်ကြီးကိုကဗာအေးသူ့ဘူးဗာလဲသူကကြိုင်လို့မရအောင်ဆိုမှအေးအကိုရှင်ပိတ်ရက်လိုက်ရောအေးကိုကတိရပိတ်ရက်လိုက်တဲ့ခါကျမှအေးဆက်လန်းတော့အဲ့ချိန်မှာပြီးွားမဟုတ်လို့ရှိရင်တိတာတကားလုံးမှာရှိတဲ့ကောင်မဖင်အကုန်ကြိုင်နေကိုကစင်းရောစင်းကိုမတ်တရတော့ကိုဆင်းလိုက်တဲ့ခါကျမှအေးချိန်ကျမှအေးမတ်တရအကိုရောပါနော်စင်းခါကျအေးကြောင်းကိုပြောနေရတော့အေးကြောင်းကိုပြောနေတဲ့ခါကျမှအေးကိုပြောဟုတ်တယ်တဲ့သူကဘာနော်အေးမအေးအမကင်နေအမတဲ့တယောက်ထဲမို့2ယောက်မို့3ယောက်မို့4ယောက်မို့5ယောက်6ယောက်မကတော့သူကင်နေတဲ့ခါကျသူအများကြီးတော့မှသူ့ကိုလေဘီရိုရိုက်သွားရတယ်ရှိရဲတဲ့ဒီလားဖုန်းနဲ့သူ့မျက်နှာရိုက်သွားရတယ်ရှိရဲအဲ့မှာပြောပြနေတာညီမတို့လည်းမဟုတ်ဘူးပေါ့နော်သူကင်လိုက်တာပေါ့ဒေါ်တော့ထွက်တာလေးပြောအမင်းစိတ်တိုးတည်တော့မယ်ဒီလား